မင်္ဂလာပါကျွန်တော်လူငယ်တွေကိုတိုးတက်စေချင်တယ်ဆိုလို့ရှိရင်လူငယ်တွေစာဖတ်အောင်ကျွန်တော်လုပ်ကိုင်ရမယ်ဆောင်ရွက်ရမယ်လူငယ်တွေစာဖတ်အောင်ဆိုတာကအပြစ်ကြီးပဲပြောနေလို့မရဘူးဗျများသောအားဖြင့်ကလူငယ်တွေစာမဖတ်ကြဘူးဆိုတော့အပြစ်လောက်ကိုပဲပြောကြတာအပြစ်ဟာလူတိုင်းပြောနိုင်ပါတယ်အဖြေကိုတော့လူတိုင်းပြောနိုင်မှာမဟုတ်ဘူးအဖြေကိုလူတိုင်းပေးနိုင်တာမဟုတ်ဘူးကျွန်တော်တို့ကအဖြေပေးနိုင်တဲ့သူဖြစ်ရမယ်အခွင့်အရေးအခွင့်အလမ်းဖန်တီးပေးနိုင်တဲ့သူဖြစ်ရမယ်အခွင့်အရေးအခွင့်အလမ်းမဖန်တီးပေးဘဲနဲ့ဒီလူငယ်တွေကိုစာဖတ်ဖို့ရာအတွက်ဘယ်လို့မှစွမ်းနိုင်မှာမဟုတ်ဘူးเนาะအပြစ်ပြောတာနဲ့အဖြေပေးတာနဲ့ရောအခြေအနေချင်းတူသလားဆိုတာကျွန်တော်စဉ်းစားကြရလိမ့်မယ်များသောအားဖြင့်လူငယ်တွေဟာအပြစ်ပဲပြောခံရတယ်အဲ့တော့သူတို့ရဲ့ lifestyle ကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်လေသူတို့ပတ်ဝန်းကျင်မှာစလိတောက်တဲ့သူအရက်တောက်တဲ့သူနောက်ပြီးတော့ဒီစာမဖတ်ပဲ game ဆောတဲ့သူ social media ပေါ်မှာနေမျိုးနဲ့သူအဲ့လိုလူတွေကိုပဲပို့ပြီးတော့အတွေ့များမှာပဲလေအဲ့လိုအခြေအနေတစ်ခုကနေပြီးတော့စာဖတ်လို့ရတဲ့ရဝန်းတစ်ခုစာဖတ်တဲ့အခြေအနေတစ်ခုတိုးတက်ရေးကိုလိုလားတဲ့ရဝန်းတစ်ခုအဲ့ဒီလိုဖြစ်အောင်စွမ်းဆောင်ပေးရမှာဖြစ်ပါတယ်အဲ့လိုပြောလို့အကြီးကြီးတွေရှောက်ပြီးတော့မစင်စားပါနဲ့ဒါကဟိုလူတောင်းမယ်ဒီလူတောင်းမယ်လွှဲမချပါနဲ့တယောက်ချင်းစီတိုင်းရဲ့တာဝန်ဖြစ်ပါတယ်တာဝန်သိတဲ့လူကြီးတိုင်းရဲ့တာဝန်ဖြစ်ပါတယ်တာဝန်သိတဲ့လူငယ်တိုင်းရဲ့တာဝန်ဖြစ်ပါတယ်စွမ်းနိုင်ရာကစဆိုသလိုမျိုးပဲကျွန်တော်တို့ဘာကိုစွမ်းနိုင်တယ်လဲစွမ်းနိုင်တာကိုလုပ်ပေးလို့ရပါတယ်